ယောက်ျားကသူ့ကိုလှည့်စားတိုင်းအဲ့ဒီမျိုးသမီးဟာပြက်ကလေးပေါ်မှာနေဆွဲတစ်ခုကိုဝိုင်းထားလေးရှိတယ်ဒီလိုနဲ့ဝိုင်းထားတဲ့ရက်69ရက်ပြည့်သွားတဲ့အခါမှာတော့သူမဟာသူ့ကိုအပြေးပိုင်ထားခဲ့ဖို့ဆုံးဖြတ်လိုက်တယ်သူမဟာကွာရှင်းစာချုပ်ပေါ်မှာလက်မှတ်ထိုးလိုက်တယ်ခုနှစ်တိုင်ဝတ်ထားတဲ့လက်စွပ်ကိုချွတ်လိုက်ပြီးနောက်ပြန်မကြည့်ပဲအိမ်ကနေထွက်ခွာသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲသူ့ယောက်ျားနဲ့သမီးဖြစ်သူတို့ဟာသူ့ယောက်ျားရဲ့ပထမဆုံးအချစ်ဦးရဲ့မိနစ်ကိုကျင်းပပေးနေကြတယ်သူတို့အိမ်ပြန်ရောက်တဲ့အခါသူမထွက်သွားပြီဆိုတာကိုသိလိုက်ရတယ်အဲ့ဒီအချိန်မှာပဲသူမထားရခဲ့တဲ့ကွာရှင်းစာချုပ်ကိုသူတို့တွေ့သွားကြတယ်။လွန်ခဲ့တဲ့10နှစ်ခန့်ကလူမိုက်အချို့ဟာသူမကိုနှောက်ယှက်ခဲ့ဘူးတယ်။အဲ့ဒီအချိန်မှာပဲသူမကိုအဲ့ဒီလူကကယ်တင်ခဲ့တာပါ။အဲ့ဒီအချိန်ကစပြီးသူမဟာသူ့ကိုအတိုင်းထက်လွန်ချစ်ခဲ့မိတယ်။သူမဟာသူ့လိုလူမျိုးနဲ့မထိုက်တန်ဘူးလို့အမြဲတွေးခဲ့မိတယ်။ဒီနေ့မှာတော့အဲ့ဒီလူဟာမူးနေတဲ့အခြေအနေနဲ့သူမနဲ့အတူညတညကိုဖျက်ဆီးခဲ့မိတယ်။သူမမှာကိုဝင်ရှိလာတဲ့အခါမှာတော့သူဟာတာဝန်ယူတဲ့အနေနဲ့သူမကိုလက်ထပ်ခဲ့တယ်။ဒါပေမဲ့ဒါတွေအားလုံးဟာအဲ့ဒီအမျိုးသမီးရဲ့အစီအစဉ်တွေလို့သူအမြဲတန်တရားရှိခဲ့တယ်။သူမဟာမိသားစုအပေါ်စိတ်ရင်းမှန်နဲ့ဂရုစိုက်ခဲ့ပေမဲ့အဲ့ဒီလူကတော့သူမအပေါ်အမြဲအေးဆက်ပြီးအလန်းဝေးနေခဲ့တယ်။သူဟာသမီးဖြစ်သူကိုခေါ်ပြီးသူ့ရဲ့ပထမဆုံးအချစ်ဦးကိုရှာဖို့နိုင်ငံခြားကိုထွက်သွားခဲ့တယ်။သူမရဲ့မွေးနေ့မှာပဲသူမဟာနိုင်ငံခြားကိုတိတ်တဆိတ်လိုက်သွားခဲ့တယ်။မိသားစုနဲ့အတူပျော်ရွှင်ခြင်းနဲ့မျှော်လင့်ချက်တွေပေါ်သမီးဖြစ်သူကလက်ဆောင်တစ်ခုကိုကိုယ်တိုင်လုပ်နေတာကိုမြင်တော့သူမအတွက်လို့ထင်ခဲ့ပေမဲ့အဲ့ဒီလက်ဆောင်ဟာဖေဖေရဲ့အချစ်ဦးအတွက်လို့သမီးဖြစ်သူကပြောလိုက်တဲ့အခါမှာတော့သူမရဲ့ရင်တွေကျကွဲခဲ့ရတယ်။သူတို့ထွက်သွားတာကိုသူမကြည့်နေခဲ့ပေမဲ့သူတို့ကတော့လှည့်တောင်မကြည့်ခဲ့ကြဘူး။သူမဟာသူမရဲ့မွေးနေ့မှာတယောက်တည်းစားတောက်ခဲ့ရတယ်။အဲ့ဒီစားတောက်ဆိုင်မှာပဲသူတို့တွေပျော်ရွှင်နေကြတာကိုသူမမြင်လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲသူမဟာသူတို့အတွက်အရေးမပါတဲ့သူတယောက်ဆိုတာကိုနားလည်သွားခဲ့တယ်။သူမဟာကွာရှင်းစာချုပ်နဲ့လက်စွပ်ကိုထားရစ်ခဲ့ပြီးအဲ့ဒီအိမ်ဆက်လာတဲ့ပတ်သက်မှုကိုအဆုံးသတ်ဖို့ပြန်လာခဲ့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့ယောက်ျားနဲ့သမီးဖြစ်သူတို့ဟာအံ့အားသင့်သွားကြတယ်။အိမ်ဖော်ကသူမရဲ့စာရွက်စာတမ်းတွေကိုသူတို့စီပေးလိုက်ပြီးသူမဟာသူမရဲ့မွေးရမြေကိုပြန်သွားပြီဖြစ်ကြောင်းပြောပြလိုက်တယ်။သမီးဖြစ်သူကတော့ပျော်ရွှင်သွားခဲ့တယ်။အဲ့ဒီလူကစာရွက်စာတမ်းတွေကိုယူမယ်လို့တုံးမှာပဲသူ့ရဲ့အချစ်ဦးစီကဖုံးဝင်လာတယ်။သူဟာအဲ့ဒီစာရွက်စာတမ်းတွေကိုဘေးကိုပစ်လိုက်ပြီးဘာမှမပြောဘဲထွက်သွားခဲ့တယ်။အဲ့ဒီအမျိုးသမီးဟာသူမရဲ့အိမ်ဟောင်းကိုပြန်ရောက်လာပြီးပစ္စည်းတွေကိုတင်စီတော့တယ်။ဗီရိုကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူမဟာဒီမိသားစုအတွက်အရာအလုံးကိုပေးဆက်ခဲ့ပေမဲ့သူမပိုင်ဆိုင်တာဘာတစ်ခုမှမရှိဘူးဆိုတာကိုသိလိုက်ရတယ်။ဒီနေ့မှာတော့အဲ့ဒီလူကသူမကိုချစ်လာလိမ့်မယ်လို့သူမမျှော်လင့်ခဲ့ပေမဲ့သူမရခဲ့တာကတော့လှည့်စားမှုတွေသာဖြစ်တယ်။ဖုန်းလေးကနှိုးဆက်တွေကိုကြည့်ပြီးသူမဟာအချိန်ဆုံးမတူတဲ့နိုင်ငံခြားကသမီးဖြစ်သူစီကိုဘလို့တွေဖုန်းဆက်ခဲ့ရလဲဆိုတာကိုသတိရသွားတယ်။ဒါပေမဲ့အချိန်တိုင်းမှာတော့သူမဟာလစ်လူရှုခြင်းကိုသာခံခဲ့ရတယ်။နောက်မှာတော့သူမကိုယ်တိုင်အတွက်ပဲရှင်သန်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်။သူမဟာအဝိတ္တတာကိုယူပြီးအိမ်ကနေထွက်လာခဲ့တယ်။နိုင်ငံခြားမှာတော့အိမ်ဖော်ဟာသူမရဲ့ဖုန်းကိုစောင့်မျှော်နေခဲ့ပေမဲ့ဖုန်းကတော့လာမလာခဲ့ဘူး။သမီးဖြစ်သူကတော့သူမနဲ့စကားမပြောချင်တော့ဘူးလို့ပြောခဲ့တယ်လို့အဲ့ဒီလူကလည်းဂရုမစိုက်ခဲ့ဘူး။သူဟာသမီးဖြစ်သူကိုခေါ်ပြီးသူ့ရဲ့အချစ်ဦးကိုထပ်ပြီးရှာဖို့ထွက်သွားခဲ့တယ်။အဲ့ဒီအမျိုးသမီးဟာအလုပ်ကနေလည်းအနားယူစာတင်ပြီးသားဖြစ်တယ်။သူမရဲ့လက်ထောက်ကတော့အံ့အားသင့်နေခဲ့တယ်။သူမဟာအဲ့ဒီလူနဲ့နှိစက်ဖို့အတွက်ပဲဒီအလုပ်ကိုလုပ်ခဲ့တာဆိုတာကိုသူသိနေခဲ့တာကိုအခုတော့သူမဟာအရာအလုံးကိုစွန့်လွတ်လိုက်ပြီးလက်ထောက်ကအဲ့ဒီလူကိုပြောပြဖို့စဉ်းစားခဲ့ပေမဲ့အဲ့ဒီလူကပဲအဲ့ဒီအမျိုးသမီးရဲ့သတင်းကိုဘာမှမပြောဖို့တားမြစ်ထားခဲ့တာကိုသတိရသွားတယ်။နောက်တစ်နေ့မှာတော့သူမဟာသူမရဲ့အကြောင်းဟောင်းကိုနောက်ဆုံးအနေနဲ့တွားခဲ့တယ်။အပြန်မှာတော့အဲ့ဒီလူနဲ့မတော်တဆဆုံခဲ့ကြတယ်။သူဟာသူမရဲ့စာတွေကိုဖတ်ပြီးသူမကိုပြန်လာခေါ်တာလို့သူမထင်ခဲ့မိတယ်။ဒါကြောင့်ကားရဲကိုဝင်ထိုင်ခဲ့ပေမဲ့သမီးဖြစ်သူစီကစာတိုကိုမြင်လိုက်ရတဲ့အခါမှာတော့အဲ့ဒီစာဟာလည်းအချစ်ဦးစီကိုပို့ထားတဲ့စာဖြစ်နေပြန်တယ်။သူမရဲ့ရင်တွေတစ်ခါထပ်ပြီးကြောက်ကွဲခဲ့ရပြန်တယ်။သူမဒီမျိုးကနေထွက်သွားတော့မယ့်နေ့ကိုရောက်လာခဲ့တယ်။အဲ့ဒီလူဟာရှက်ရွံ့ခြင်းမရှိဘဲသူ့ရဲ့အချစ်ဦးကိုရုန်းကန်တဲ့အထိခေါ်လာခဲ့တယ်။လုပ်ပေါ်ကိုင်ဘက်တွေကတော့သူတို့နှစ်ယောက်ဟာဇနီးမောင်နှံတွေနဲ့တူကြောင်တိုးတိုးတိတ်တိတ်ပြောနေကြတယ်။အခုမှပဲသူမဟာ9နှစ်တိုင်လက်ထပ်ခဲ့တာကိုသူဘာကြောင့်ဖုံးကွယ်ထားခဲ့တာလဲဆိုတာကိုနားလည်သွားခဲ့တယ်။သူမဟာရုန်းကန်တကားကိုဖွင့်လိုက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာအလွန်နီးကပ်နေတာကိုမြင်လိုက်ရတယ်။သူမဟာအံ့အားသင့်ပြီးရက်နေခဲ့မိတယ်။ပြီးနောက်မှာတော့သူမဟာရှေ့ကိုတိုးသွားပြီးသူ့ကိုပါရိုက်လိုက်တယ်။အဲ့ဒီလူကတော့နောက်တစ်ခါထပ်လို့ရင်အလုပ်ကနေထုတ်ပစ်မယ်လို့ချင်းချောက်လိုက်တယ်။ဒါပေမဲ့သူမဟာသူမရဲ့ဝန်ထမ်းကတ်ကိုချွတ်လိုက်ပြီးကျမ်းမြေပေါ်ကိုပြစ်ချကနောက်ပြန်မကြည့်ပဲထွက်ခွာသွားခဲ့တယ်။